ထမင်းစားရင်းနဲ့တီးသွားရင်ရေတောက်လိုက်လို့ပြောလိုက်တာဟာတခါတလေအသက်ကိုယ်တော်အန်ဒီရဲ့ဖြစ်စေနိုင်တယ်ဆိုတာကိုသိပါသလားဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်တီးတယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုလုံးဝမေ့မှာမဟုတ်တော့ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အထွေထွေယောဂကုဆရာဝန်ဒေါက်တာရဲလွင်မှုဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာလူမျိုးတွေအပြောများတဲ့တီးတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူတွေသိထိုက်တဲ့ဘူးသူတာလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်တီးတယ်ဆိုတာဟာမြန်မာတွေအရန်သုံးတဲ့စကားဖြစ်ပါတယ်ဒါပေမဲ့စေပညာအရတော့တီးတယ်ဆိုတာဟာယောဂနာမည်မဟုတ်ပါဘူးအကြောင်းရင်းမတူညီတဲ့ပြဿနာအ ਨੇ ဆုံး၃မျိုးကြောင့်ဖြစ်နိုင်ပါတယ်ဒီ၃မျိုးကိုမခွဲတတ်ဘူးဆိုရင်တော့အန္တရာယ်ရှိတဲ့အခြေအနေတွေကိုလက်လွတ်သွားရနိုင်ပါတယ်ပထမဆုံးတစ်ခုကတော့အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့တီးခြင်းပဲဖြစ်ပါတယ်ဥပမာထမင်းစားနေရင်းနဲ့အစာတစ်ခုခုစားနေရင်းနဲ့ရုတ်တရက်ဆိုသလိုထပြီးတော့ရက်လိုက်တယ်လေဘင်းကိုလည်းလက်နဲ့စုပ်ကင်ထားရတယ်စကားလည်းပြန်မပြောနိုင်တော့ဘူးအသက်လည်းမရှူနိုင်တော့ဘူးဒီလိုမျိုးမြင်နေဆိုရင်ရေတောက်လိုက်ဆိုပြီးတော့သွားမပြောလိုက်ပါနဲ့ဘာလို့လဲဆိုတော့အသက်ရှူလမ်းကြောင်းပိတ်ဆို့နေနိုင်လို့ပဲဖြစ်ပါတယ်ဆေးပညာမှာတော့ဒါကိုချုပ်ကင်လို့ခေါ်ပါတယ်ဒီအချိန်မှာလူနာကချောင်းဆိုးနိုင်သေးတယ်ဆိုရင်ချောင်းကိုအားကောင်းကောင်းဆိုးပါလို့ပြောပြရမှာဖြစ်ပါတယ်ဒီလိုမျိုးချောင်းကိုအားကောင်းကောင်းနဲ့ဆိုးမှပဲပိတ်ဆို့နေတဲ့အစာကပြန်ထွက်သွားနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့အသက်လည်းမရှူနိုင်တော့ဘူးစကားလည်းမပြောနိုင်တော့ဘူးချောင်းလည်းမဆိုးနိုင်တော့ဘူးဆိုရင်တော့ဒါသည်အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်ချက်ချင်းအရေးပေါ်အကူအညီခေါ်ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့လမ်းကြောင်းမှားပြီးတော့အဆုတ်ထဲဝင်သွားတဲ့တီးခြင်းပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်အဖိုးတယောက်ပေါ့နော်ရေတောက်လိုက်တိုင်းချောင်းဆိုးတယ်မိသားစုကတီးတာပဲလေလို့ထင်တယ်ဒါပေမဲ့တကယ်ဖြစ်နေတာကကြတော့ရေကအစာလမ်းကြောင်းကနေပြီးတော့ဒီအစာရင်တဲကိုမရောက်ဖဲနဲ့လမ်းကြောင်းမှားဝင်ပြီးတော့အဆုတ်ထဲကိုဝင်နေတာဒါကိုစေပညာအရဆိုရင်တော့ aspiration လို့ခေါ်ပါတယ်ဒီလိုလူတွေမှာအစာစားပြီးတိုင်းချောင်းဆိုးတယ်အတန်ကဆူဆူကြီးဖြစ်နေတယ်အသက်ရှူကကျက်တယ်တချို့ဆိုရင်ဘာလက္ခဏာမှမပြဘဲနဲ့တိတ်လေးအဆုတ်ထဲကိုဝင်နေတတ်ပါတယ်ဒါကို silent aspiration လို့ခေါ်ပါတယ်အထူးသဖြင့်လေဖြတ်ဖူးတဲ့သူတွေပေါ့နော် stroke ပေါ့အသက်ကြီးတဲ့သူတွေနဲ့Parkinson ယောဂရှိတဲ့သူတွေမှာဒီလိုမျိုးအခြေအနေတွေကိုပိုတွေ့ရတတ်ပါတယ်မကုသဘဲနဲ့ထားမယ်ဆိုရင်အဆုတ်ပိုးဝင်တာ aspiration pneumonia ဖြစ်နိုင်တယ်နောက်ဆုံးတစ်မျိုးကတော့လူတွေအများဆုံးလှစ်လူရှုထားတဲ့မျိုးချရခတ်တဲ့ပြဿနာပဲဖြစ်ပါတယ်တချို့အဖိုးဖွားတွေထမင်းတပတ်ကန်စားဖို့ကိုတနာရီလောက်ကြာတတ်ပါတယ်အစာကလေချောင်းမှာကတ်နေသလိုပဲရေတောင်မျိုးရခတ်တဲ့စားရတာအရန်ကြာတယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့စဉ်းစားရမှာကတော့ dysphagia ဖြစ်ပါတယ် dysphagia ဆိုတာကတော့အစာမျိုးချရခတ်တဲ့ပြဿနာပဲဖြစ်ပါတယ်ဒီလိုလူတွေမှာအစာစားရင်းနဲ့ချောင်းဆိုးတယ်အစာစားရင်လေချောင်းမှာအစာကကတ်နေတယ်လို့ခံစားရတယ်အစာစားတာနည်းလာမယ်ကိုယ်အလေးချိန်တွေကျဆင်းလာမယ်ဒီလိုမျိုးလက္ခဏာတွေကိုလေဖြတ်တဲ့လူနာပါကင်ဆန်ယောဂအာယုံယောဂရှိတဲ့သူတွေဒါမှမဟုတ်လေချောင်းနဲ့အစာရင်နဲ့ဥလန်းချောင်းယောဂရှိတဲ့သူတွေမှာပို့ပြီးတော့တွေ့ရနိုင်ပါတယ်ဒါဆိုသိရင်ဘာလို့ရမှာလဲပေါ့အသက်ရှူလမ်းကြောင်းပိတ်လို့တီးခြင်းတွေမှာဆိုရင်လူနာကချောင်းဆိုးနိုင်သေးတယ်ဆိုရင်ရေကိုအတင်းမတိုက်ပါနဲ့ချောင်းကိုအားကောင်းကောင်းနဲ့ဆိုးခိုင်းပါတကယ်လို့အသက်မရှူနိုင်တော့ဘူးစကားမပြောနိုင်တော့ဘူးဆိုရင်တော့အရေးပေါ်အကူအညီချက်ချင်းခေါ်ရမှာဖြစ်ပါတယ်အဖိုးအဖွားတွေလေဖြတ်ဖြစ်ဘူးတဲ့သူတွေပါကင်ဆန်ယောဂရှိတဲ့သူတွေအစာစားပြီးတိုင်းမှာချောင်းဆိုးနေမယ်ရေတောက်တိုင်းမှာတီးနေတယ်အတန်ပြောင်းလာတယ်အစာစားပြီးတိုင်းအဖျားမကြာခဏတက်တယ်ဆိုရင်အသက်ကြီးလို့ဒီလိုမျိုးဖြစ်တာပါကွာဆိုပြီးတော့ပေါ့ဆလို့မရပါဘူးလေချောင်းနဲ့အစာရင်းနဲ့ဥလန်းချောင်းဆိုင်ရာဒီမြူချတဲ့စနစ်ကိုဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်လမ်းကြောင်းမှာပြီးတော့တီးခြင်းမျိုးမဖြစ်ရအောင်ဆိုရင်အစာစားတဲ့အချိန်မှာဖြည်းဖြည်းစားပါတေချာကြင်ညက်အောင်ဝါပြီးတော့မှမြူချပါစားနေနဲ့စကားတွေအများကြီးမပြောပါနဲ့လှဲလျောင်းပြီးတော့မစားပါနဲ့မကြာခဏတီးနေတယ်ဆိုရင်အကြောင်းရင်းကိုရှာဖွေကုသဖို့ဆရာဝန်နဲ့စနစ်တကျပြသရမှာပဲဖြစ်ပါတယ်လူနာကအသက်မရှူနိုင်ဘူးစကားမပြောနိုင်တော့ဘူးမျက်နှာပြာလာတယ်အစာကလေချောင်းမှာကပ်ပြီးတော့ကျမသွားဘူးအစားစားပြီးတိုင်းအဖျားတက်တယ်
အသက်ရှူရခက်လာတယ်ဒီလိုမျိုးလက္ခဏာတွေဖြစ်လာပြီဆိုရင်အိမ်မှာပဲစောင့်မနေပါနဲ့ဆေးရုံကိုအမြန်ဆုံးသွားပါအခုပြောပြတဲ့အချက်တွေကိုတေချာမှတ်သားထားဖို့လိုအပ်တယ်နော်ဒီဗီဒီယိုကနေတခုတည်းမှတ်ထားရင်ရပါတယ်တီးတယ်ဆိုတာဟာယောဂနာမည်မဟုတ်ပါဘူးအသက်ရှူလမ်းပိတ်နေတာလားအစာကလမ်းကြောင်းမှားပြီးတော့အဆုတ်ထဲကိုဝင်နေတာလားဒါမှမဟုတ်မျိုးချရခတ်တဲ့ပြဿနာဖြစ်နေတာလားအကြောင်းရင်းတွေမတူသလိုကုသပုံနဲ့အန်ဒီယေဟာလည်းမတူပါဘူးဒါကြောင့်တီးတာပဲလို့ပေါ်ပေါ်ဆဆနဲ့မယူဆမိလိုက်ပါနဲ့တခါတလေမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကကိုယ့်ကိုပြန်ပေးနေတဲ့တတိပေးအချက်ပြလက္ခဏာတွေဖြစ်နိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဘူတုဒ္ဒတစုံတရာရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုသင်မိသားစုနဲ့မျှဝေပေးပါသင် share လုပ်လိုက်တဲ့ဗီဒီယိုတစ်ခုကတစုံတယောက်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ပါတယ်